Hello ဟယ်လိုကိုတကြံရောက်ပြီလေကလေးရောက်ရေးလာလား မနေ့ဆွေးရှိသေးအောင်ညလုံးမေးရသေးဘူးခုမှပြန်ရင်မို့လုံးဝပဲဖုန်းပြန်ခေါ်မှာဒါပဲ ဒါပဲနော်ဟယ်လို Hello ကိုဟာညနေဘက်ခံထွက်ဖို့လာခေါ်နေရနော်ပြီးတော့ကလေးဟိုနေ့ကပြောထားရင်ငါပူလေးလည်းယူလာခဲ့ ကောင်းပြီလာခဲ့လေအခုလောဆယ်ရေးချိုးဖို့လုပ်တော့နော် ဟာဟာ ဒါပဲ前阵ကလျာနဲ့တူတူရှောက်လင်းစားဖို့ကိုမြန် live ကနေပြီးတော့ခုနေဝဲတယ် ဟာကလေးစားချင်တဲ့ဆိုင်လေးပါရပဲ